ကျွန်တော်တကောင်ရဲ့အိယာထားပြီးစီးသွားတဲ့အချိန်မှာမတော်တဆမွေရှည်ကြီးတကောင်ရဲ့အကိုက်ခံလိုက်ရတယ်ကျွန်တော်ရဲ့ညီပူလေးကိုပေါ့ဒေါသအလျောက်ကျွန်တော်လည်းသူ့ကိုအိမ်ထဲအထိဖမ်းခေါ်လာခဲ့တယ်ပြီးတဲ့နောက်ကျွန်တော်ရဲ့မျိုးဆက်ကိုမွေးဖွားပေးဖို့မဆောင်နိုင်မဆိုင်နိုင်ဖြစ်ခဲ့ရတယ်နင်လိုလူယုံမှာငါ့ကိုမြန်မြန်လွတ်ပေးစမ်းမဟုတ်ရင်ငါအလဲကြရင်အားနာနေမှာမဟုတ်ဘူးနော်ဟင်းမင်းကငါ့ကိုကိုက်ခဲ့တာပဲငါ့ကိုနည်းနည်းပပပြန်ပြီးမလျော်ကြေးပေးတင်ဘူးလားနေလူယုံမှာ3နှစ်ကြာပြီးနောက်သူမဟာကျွန်တော်အတွက်မွေးတစ်လုံးမွေးဖွားပေးခဲ့တယ်မျှော်လင့်မထားပဲအဲ့ဒီအကွဲတဲ့နေ့မှာပဲမိစ္ဆာတသိန်းကိုဆွဲဆောင်ပြီးတလို့ဖြစ်သွားခဲ့တယ်သူတို့ကကျွန်တော်သမီးရဲ့မျက်လှစွာသောအယိုးစစ်ကိုလူယူခြင်းခဲ့ကြတာကျွန်တော်လည်းချက်ချင်းသားကိုဆွဲပြီးပြန်လဲတိုက်ခိုက်ခဲ့တယ်ဒီတိုက်ပွဲမှာမိစ္ဆာတသိန်းလုံးကြာဆုံးသွားခဲ့ပေမဲ့ကျွန်တော်လည်းဒဏ်ရာအပြင်းထန်ရရှိခဲ့တာကြောင့်မလွဲမရှောင်သာပဲပြန်ပါတာနေမြေထဲဝင်ပြီးကုသခဲ့ရတယ်မထွက်ခွာခင်မှာသမီးလေးကိုစောင့်ရှောက်ဖို့အတွက်နဲ့မင်းကြီးလေးပါးကိုအနံခဲ့ပြီးကိုဆောင်အဆောင်ပြတစ်ခုကိုလည်းခြံထားခဲ့တယ်ဒီလိုဆိုရင်သမီးလေးတစ်သက်လုံးဘေးကင်းလိမ့်မယ်လို့ထင်ခဲ့တာမျှော်လင့်မထားပဲကျွန်တော်အရှိတ်လွင်ပြင်ကိုပြန်ရောက်တဲ့နေ့မှာမြင်လိုက်ရတာကတော့အသက်ငယ်နေတဲ့သမီးလေးကိုပါပဲရွံတကားရဲ့ဂိုင်းချုံငယ်လူလူရန်ကနတ်သမီးလိုလှပလုံးလို့နတ်မင်းကြီးလေးပါလုံးသူမရဲ့မြှုပ်ဆွဲမှုကိုခံလိုက်ရပြီးသမီးလေးကိုပြစ်ပယ်ထားယုံတင်မကသမီးလေးရဲ့မျက်လှစွာသောအယိုးစစ်ကိုပါလူယူဖို့လက်ရဲဆက်ရဲလုပ်ခဲ့ကြတယ်နင်တို့လိုလူနှုံတော့တစ္ဆာဖောက်ပြီးအပြင်လူကိုကူညီရဲတယ်ပေါ့ဒီနေ့တော့နင်တို့ရဲ့အကျွေးကိုတွေးနေပဲပြန်ဆက်ခံရမယ်အဲ့ဒီချိန်မှာပယံပတာနယ်မြေထဲမှာကုသမှုခံယူနေတဲ့ကျွန်တော်ဟာမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်ပြီးသမီးလေးရှွန်းအားရဲ့အခြေအနေကိုတွားကြည့်ဖို့နတ်အာယုံတစ်ခုဆေလွတ်လိုက်တယ်ရွံတကားရဲ့ခမ်းမဆောင်ထဲမှာရှွန်းအားဟာညှဉ်းပန်းနှိပ်စက်တဲ့အတိုင်းမှာချီနှောင်ခံထားရပြီးအရေးပြားနဲ့အယိုးပဲကျွန်တော်ရဲ့အထိပိန်ချီနေရှာပြီးအသားရည်တွေကလည်းဖြောလို့ကြောရိုးထဲမှာငွေရောင်ပြိုတစ်ခုစိုက်ထားပြီးရွှေရောင်ပြည့်ပြည့်အရေးတွေတစ်ဆက်ဆက်စီးကြနေတယ်အဲ့ဒါကကျွန်တော်ရှောင်မိသားစုရဲ့မျက်လှစွာသောသွေးကြောတွေကရိုးရင်းချင်းစီအစီနှစ်တွေပဲသူမအော်ဟစ်ချင်ပေမဲ့အတန်မထွက်နိုင်ရှာပဲပါဆက်ပဲဟာနိုင်ရှာတယ်ချွေးတွေနဲ့သွေးတွေကညှဉ်းပန်းတဲ့တိုင်တစ်ခုလုံးကိုဆူရွှဲစေခဲ့ပြီးအထက်ခုံမှာထိုင်နေတဲ့လူလူရန်ကတော့ရှွန်းအားကိုတစ်ချက်ကလေးတောင်လက်မကြည့်ဘူးဂိုင်းချုံငယ်လက်လက်ဆက်ဆက်ထွက်လာတဲ့အသက်သွေးရည်ပါခင်ဗျာပူပူနွေးနွေးတောက်လိုက်ပါဒါကဂိုင်းချုံငယ်ရဲ့မျက်လှစွာသောအယိုးစစ်ကိုအကောင်းဆုံးအာဟာရဖြစ်စေမှာပါလူလူရန်ကခွက်ကိုမြောက်ပြီးတငုံတောက်လိုက်ကမြေပြင်ပေါ်ကိုပြန်ထွေးထုတ်လိုက်တယ်ထန်ဆန်းနေဘလို့တိုက်ကြွေးတာလဲဒီရိုးရင်းချင်းစီကဘာလို့ဒီလောက်တောင်ညီနေရတာလဲကျွန်တော်ထန်ဆန်းဆိုတဲ့ကောင်ကိုတစ်ချက်ထဲနဲ့မှတ်မိတယ်အဲ့ဒီတုန်းကသူမိစ္ဆာသားရဲရဲ့လိုက်လံတက်ချက်ချင်းကိုခံရစဉ်ကရှွန်းအားကစိတ်ကောင်းဝင်ပြီးကဲတင်ခဲ့တာအခုတော့ဒီကျေးဇူးကမ်းတဲ့လူယုံမာကမြေပြင်ပေါ်မှာဝတ်ဆက်သွားပြီးမြေပေါ်ကရိုးရင်းချင်းစီတွေကိုရဲရဲရော်ရော်လက်နေလေရဲ့အမကြီးစိတ်ဆိုးပြေပါဒါကသမီးလေးရဲ့စိတ်ဓာတ်ကပြင်းထန်လုံးလို့နေမှာပါကျွန်တော်အခုပဲသူမရဲ့လက်သေးတွေကိုခွာပစ်ပါမယ်စကားအပိုတွေပြောမနေနဲ့ဒီနေ့ငါရဲ့အသက်တရားပြည့်မွေးနေ့မှာသူ့ကိုကြည့်ရတာကတ်ဆိုးစေတယ်ကြားဘူးတာတော့သူ့ရဲ့ခြေထောက်ရိုးကမဆိုးဘူးဆိုပဲတွားမောင်လေးဝန်ထိန်အတွက်မြည်စရာအဖြစ်တွားယူခဲ့လိုက်ထန်ဆန်းကစိတ်လှုပ်ရှားစွာနဲ့လွှတ်သွားပုံစံအယိုးသားကိုဆွဲထုတ်ပြီးရှွန်းအာစီကိုရက်ဆက်စွာရှောက်လာခဲ့တယ်မမကြီးကျွန်တော်ကိုရက်ဆက်တယ်လို့အပြစ်မတင်ပါနဲ့အပြစ်တင်ခြင်းရင်တော့နှစ်ပေါင်းတရာကြာတဲ့အထိပြန်မလာတဲ့နင်းတို့ရဲ့အဖေလူတွေကိုပဲအပြစ်တင်လိုက်ခံမရရင်တော့ပယံပါတာနယ်မြေထဲမှာတေးလောက်ပါပြီရှွန်းအာကတော့မျောလင်းချက်မဲ့စွာနဲ့ဓာတ်သွားကိုကြည့်နေပေမဲ့ခမ်းမဆောင်ရဲ့တကားဝက်ကိုပဲစိုက်ကြည့်နေမိတယ်သူမစောင့်နေတော့ပဲဒါပေမဲ့ထန်ဆန်းဆိုတဲ့အကောင်ကစိတ်ကူးပေါက်ပြီးရှွန်းအာမြေပေါ်ကိုခြံထားခဲ့တဲ့ကိုဆောင်ဆောင်ပြားကိုခြေထောက်နဲ့နင်းချလိုက်တယ်အဲ့ဒါကကျွန်တော်မထွက်ခွာခင်ပေးခဲ့တဲ့အရာသူမရဲ့နောက်ဆုံးမျောလင်းချက်လေးပဲ